မသိကြအောင်စောင်းနေမှာ Excuse me. You speak English? နားလေတယ်ပြန်မပြောတတ်လို့ Hello. I need directions here. what can I do for you Calderas, is it this way? This way? ဟုတ်တယ် this way Okay. Thank စော you င်းတော့ very ကို much. ရှုပ်နေတာပဲ တဲလေးကားလေး အော်ဂုံဘောကောင်းလေ ကြည့်ပါဦးတဲလေး ဒီကြည့်ပါဦး ဟေး ဟဲ့ဘာတော်လေးလေ မင်းလည်းပါဆိုင်နေ ငါဆိုဘာပြောတော့ဟမ်လူမသားတွေစင်းကိုက်ပြက်လူငါဆိုရရဆဆမိပြတ်တာလေကြာလိုက်တာကွာပြင်းတယ်ဖုံးအားမရှိတော့ဘူးဘာလို့ဘာကမ်းမှမသိဖုံးအားမရှိမိမမိရပဲချိန်ပြန်လာမယ်ပြောလေ ဒီဦးနေတော့ EVC ကဝန်ကျမယောက်ျားမဟုတ်တာ ခါတိုင်းမှတ်ထားလို့မေးကြည့်တာပါကွာမင်းကလည်းစိတ်ကြီးပဲအေးမဝါဒီတော့မရောင်းမသားတွေငါအိမ်မလို့တော့မစူးကြနဲ့စားနေတဲ့ဟာကိုလမ်းလာရှောက်နေတယ် နှုတ်ပြစမ်းပါထွေးငါတော့အောင်ရဲလေးနဲ့တူအောင်လို့ထားတာနေ့နှခမ်းမွေးက moss နှခမ်းမွေးဖြစ်နေတာနှုတ်ပြ မဟုတ်ရဲ့ကိုကူကတနင်္လာသားမလို့ပြစ်ခါထားသွားတာလားဗျာဗုဒ္ဓဟူးသမီးဖြစ်တဲ့မဟုတ်ကိုကူကအိမ်မှာအပီးခေါ်ထားခြင်းခဲ့တာပါကိုကူအခုအပန်းဖြေဖို့ကမ်းခြေကိုရောက်နေပေမဲ့မဟုတ်ပဲလွမ်းနေမိတယ်ကိုကူကိုပျော်ပျော်ကြီးပလေးသွားတဲ့မဟုတ်ကဘယ်ခွေးတောင်သားနဲ့ပျော်နေပြီလဲဗျာ ဟဲ့အိတ်နေအသွားမလုံးနဲ့နော်နေစမ်းမအောင်အမိကလှုပ်နေတယ်ဟာဟဲ့အိတ်နေတဲ့ချင်းသေးကအမိလှုပ်လို့လား ဒီကောင်ပြဿနာပဲချင်းသေးမိသွားဆွဲနေပြန်ပြီ ဟုတ်တယ်အိတ်နေဟာဒါပေမဲ့အမိကဘာလို့လှုပ်လဲ ချင်းကိုင်းမှာဆိုလို့ရမ်းနေရနေမှာပေါ့ကွာ ချင်းသေးဖြစ်ပြီးချင်းကြိုက်တာတော့မခံနိုင်ဘူးလား ဟောရောက်တားလိုက်ပါကွာသွားမလို့ပါနဲ့နိုးလိုက်ပြဿနာရှာလိုက်မယ် လှုပ်ပါဘူးထူးဆန်းလို့ကြည်နေတာအကောင်ကအိတ်တယ်အမိကမအိတ်ဘူး ရောက်နိုးသွားတော့မယ်ကွာမင်းပြဿနာပဲ မင်းတို့မှလာတဲ့ငါးချုံမလာသေးဘူးလားငါတော့ငပိနေဆွဲလိုက်ပြီဟမ်းကြည့်နာဆောနေပဲယောဘာကောင်လေးဟာငါ့ကိုတလူကြည့်လာပြင်းနေယောအမေကဘာလုပ်လို့မြေကြီးတွေလည်းပြင်းနေယောငါ့ကိုမပြင်းနဲ့နော်ယောပြောနေမရဘူးလားမပြင်းနဲ့လို့မင်းကမတခြားနေတော့ပြည့်အဲ့ဘက်ကိုပြည့်အဲ့ဘက်ကိုပြည့်ငါမလဲလာနဲ့နော်ဟဲ့ပြုတ်ကြမယ်လေဟဲ့ရှေ့မှာကြောက်ကြီး ကြားမတွေများလင်းမအိတ်ခင်အိတ်တယ်လင်းနိုးလည်းမထဘူးသွားဟေးသွားဟိုဘက်တို့ကရင်ကတလုံးနဲ့ရှိတယ်ဖြေကပြီးအိတ်နေနဲ့သွားအမလေးအမိန်မများကြားကန်တာတော့မလို့စိတ်ချရတယ် အတီတရားရှိပေမဲ့လည်းငပိစားမရှိလို့အလှပြင်ပြီးဖောက်တယ်ရှားနေရပြီ ဘာကြည့်အောင်ပြောရလဲ အဖေဖြစ်သူကလည်းနိုင်ငံခြားမှာအာဂျူမန်တဲ့အလုပ်တွေသွားလုပ်ပြီးတော့အခုပြန်လာတာကိုပြောတာလေကွာ